Okay, 81နဲ့ပြန်လဲကြိုးဆိုပါတယ်ဒီနေ့မှာတော့ဈေးရ9သိန်းဝင်းကျင်မှာ Orana 3လို့ခေါ်မဲ့ဖုန်းတစ်လုံးကိုကျွန်တော်ရွေးပေးရတယ်ကျွန်တော်တို့ Orana လို့ဆိုတဲ့နေရာမျိုးမှာကျွန်တော်တို့က base လေးအဆင်ပြေရမယ်ဂျမတိုင်းအဆင်ပြေရမယ် base quality ပိုင်းအဆင်ပြေရမယ်တခြားသောဒီဈေးနှုန်းဒီတာမှာဆိုလို့ရှိရင် latest and greatest တွေကလည်းဖြစ်ရတယ်ဆိုတော့ဒီဖုန်းလေးကတော့ကျွန်တော် Redmi Note 40ဆိုတော့ကျွန်တော်ဒီဖုန်းလေးကိုဘာလို့ရွေးပေးရလဲဒီဖုန်းမှာအားသာချက်တွေနဲ့တူအားနည်းချက်တွေကရောဘာဖြစ်လဲကျွန်တော်လည်းတူကြည့်ကြတာပေါ့အားနဲ့ချက်တွေကြောင့်မသွားခဲ့မှာဒီဖုန်းမှာကျွန်တော်ပြောစရာနေရှိရဲ့ဒီဖုန်းရဲ့ဒီဇိုင်းပိုင်းကနေစပြီးတော့သွားကျင်တယ်ဒီဇိုင်းပိုင်းမှာဆိုရင်ကျွန်တော်အခုပြရတဲ့ message ကိုကြည့်မယ်ဆိုရင်သိရမလားကင်မရာ၄ယောက်ကကျွန်တော်တို့သူ့စီထဲမှာရှိတဲ့တခြားသောဖုန်းတွေနဲ့ရှင်မယ်ဆိုရင်ဘာမှပြောင်းလဲသွားတာမျိုးမရှိလို့ထင်ကောင်းထင်နိုင်ကြရှိတယ်ထင်မယ်ဆိုလည်းထင်လို့ရတယ်ဘာလို့ဆိုတော့သိရမလား၄ယောက်ပုံစံကင်မရာဘက်နေမှာကင်မရာ၃လုံးပုံစံမျိုးထည့်ပေးထားတယ်ဒီအထီးကဘာမှပြောင်းလဲသွားတာမျိုးမရှိဘူးဒါပေမဲ့ဒီဖုန်းရဲ့ဒီဇိုင်းပိုင်းနဲ့ပတ်သက်လို့ကျွန်တော်သဘောကျတဲ့အချက်လေးရောရှိတယ်ဥပမာနဲ့ပြောမယ်ဆိုရင်ဒီဖုန်းရဲ့ကင်မရာ၄ယောက်ဒီဇိုင်း၄ယောက်စံကင်မရာဘက်နဲ့လာတဲ့ဖုန်းတွေမှာကျွန်တော်တော်တော်များများမြင်တွေ့ရလဲရှိတာက၄ယောက်ဆိုလို့ရှိရင်လုံးဝ၄ယောက်ဆန်နေရမျိုးတွေ့ရတယ်ဒါပေမဲ့ဒီဖုန်းမှာကျတော့လို့မဟုတ်ဒီဖုန်းမှာက၄ယောက်ဆိုတဲ့ကင်မရာဘက်နဲ့လာတယ်ဆိုရင်အနားသက်လေးကိုသူကခုံးမိထားတယ်သူခုံးမိထားတယ်ဆိုတာမျိုးကကျွန်တော်တို့ဒီကင်မရာ၄ယောက်တွေမဟုတ်သူ့ရဲ့ဒီ base frame အနားသက်လေးတွေကသူကခုံးမိထားတယ်အဲ့တော့ကျွန်တော်တို့ကလေဒီလက်ထဲမှာကန်ရတဲ့ခါကျလို့ရှိရင်လက်ထဲမှာတစ်ခုခုထောက်နေဆိုတဲ့ခဏချက်မျိုးမရအောင်ဒီဖုန်းမှာသုံးမိထားတဲ့ material ကိုကြည့်မယ်ဆိုရင်လည်းသူက plastic frame plastic bag ကိုမှ matte finish ပုံစံမျိုးထားပေးရတယ် matte finish ဆိုရင်လည်းသူကလေကျွန်တော်ဘယ်လိုပြောမလဲလက်ရတဲ့မျိုးလုံးဝမရှိဘူးကန်ရတာကြောင်ချောချောလေးနဲ့ကိုလိုမျိုးပြောမယ်ဆိုရင် Xiaomi CB2 မှာသုံးရတဲ့ဘက်ကပါ hand feel လေးနဲ့သွားတူတယ်ကန်ရတာကပြောမယ်ဆိုလို့ရှိရင်ဗျာ9သိန်းဝန်းကျင်ဖုန်းတစ်လုံးရဲ့ဘက်ကပါလို့ထင်ရအောင်မရှိဘူးနောက်ကျောဘက်ကာလာကျတော့ကျွန်တော်တို့ဒီအဖြူရောင်နဲ့အပြာရောင် gray ရဲ့အရောပုံစံမျိုးလေးသွားပေးထားတယ်ဒီဖုန်းကိုတစ်စောင်းကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့သွားဆင်လဲကျွန်တော်တို့တဲတောင်နေပေါ့တဲတောင်နေမှာတဲလေးတွေတဲတိုင်း wave လေးတွေနဲ့အဲ့လိုပုံစံမျိုးလေးသွားပေးထားတယ်look ကတော့တော်တော်လေးကိုမှလှတယ်လူသက်တင်ကတော့ဒီ design က main ကလေးအတွက်ဆိုရင်တော့တော်တော်လေးကိုမှတင့်တော်လေးပထမဆုံးဒီဖုန်းရဲ့အားသာချက်ကိုပြောမယ်ဆိုရင်တော့ Redmi ဖုန်းတွေရဲ့ခေါင်းဆက်အတိုင်းပဲမပါအဖြစ် performance ပိုင်းဒီဖုန်းမှာသုံးမိထားတဲ့ SoC က Dimensity 9025 Ultra 6 nanometer ဆိုတဲ့ SoC ကိုသုံးမိထားတယ်ဒီ SoC ကိုကိုလူတို့အမြင်အောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ Mirage level ဖုန်းစီးတစ်ခုမှာကျွန်တော်တို့အတွေ့အများတယ် Helio G100 ထပ်ပို့ပြီးတော့ဒီ SoC ကပို့ပြီးတော့မှ powerful ဖြစ်တယ် display အနေနဲ့က 6.67 inch အကျယ်ကိုမှ OLED display HDR AMOLED 120Hz refresh rate အပြင်ကိုမှ maximum peak brightness ကဒီဖုန်းမှာ2100 nit အထိရတယ်ဒီစလုံးဒီတာမှာ OLED display သုံးပေးထားတယ်ဆိုတာတော့ကျွန်တော်တော်တော်လေးမှသဘောကျပြီဘာလို့ဆိုတော့ဒီ display ကပုံမှန်အားဖြင့်တော့ကျွန်တော်တို့8သိန်း9သိန်း10သိန်းနဲ့အဲ့ဒီအထက်ဝင်ကျင်နေမှာပဲကျွန်တော်တို့တွေးလေးထားရှိတယ် OLED display တွေရဲ့အဓိကအားသာချက်ကပုံမှန် LCD display တွေထက်အယောင်ပိုဆိုရယ်ပြီးတော့ဒီဖုန်းမှာက 120Hz ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ screen အရွေးတွေ application အဝင်အထွက်တွေ gain ဆော့တဲ့အခါမျိုးတွေမှာပို့ပြီးတော့ smooth ဖြစ်တဲ့အသုံးပြုလို့ရတယ်ပြီးတော့ဒီဖုန်းမှာသုံးမိထားတဲ့ maximum peak brightness က2100 nit ထိအောင်သုံးမိရတယ် maximum peak brightness 2100 nit ဆိုတာကကျွန်တော်တို့အခုလိုမျိုးအိမ်ထဲမှာပဲဖုန်းသုံးတော့အိမ်ပြင်မှာနေအောင်ဖုန်းထိုက်ရိုက်သွားသုံးမယ်ဆိုရင်တော့မှဒီဖုန်းရဲ့ display ဘိုင်းနဲ့ပတ်သက်လို့ကဘာမှစိုးရိမ်စရာမရှိဘူးပြီးတော့ဒီဖုန်းမှာက Full HD Plus resolution ကိုမှ HDR AMOLED ကိုလည်း support လုပ်ပေးထားတယ်လို့သူ့မှာသုံးမိထားတဲ့ speaker က stereo speaker ကိုသုံးမိထားတဲ့အတွက်ကျွန်တော်တို့ရုပ်ရှင်မဲ့ကြည့်မလား game မဲ့ဆော့လားဒီဖုန်းရဲ့အတန်တော့ဘိုင်းနဲ့ပတ်သက်လို့ကတော့ကိုလိုလိုစိုးရိမ်စရာမရှိဘူးအဲ့ဒီအပြင်မှာဒီဖုန်းက HDR AMOLED ကိုလည်း support လုပ်ပေးထားတဲ့အတွက်ကျွန်တော်တို့ရုပ်ရှင်တွေဘာတွေကြည့်ရအခါကျလို့ရှိရင်ဒီဖုန်းရဲ့ color ဘိုင်းတွေ sharpness ဘိုင်းတွေကတော်တော်လေးကိုမှအကြောင်းဆိုရဲအကြောင်းတောက်တာမျိုးတွေ့ရတယ်နောက်တစ်ချက်က build quality ပိုင်းမှာဆိုရင်တော့ Redmi ဖုန်းအများစုမှာကသူတို့က performance ကျန်းကြတယ်ဆိုတာမှန်ပေမဲ့အခြားသော camera ဘိုင်းတွေ build quality ပိုင်းမှာဆိုလို့ရှိရင်အားနည်းကြတာများတယ်ဒါပေမဲ့ဒီဖုန်းမှာကျတော့အဲ့လိုမဟုတ်ဘူးကြာကျွန်တော်တို့ build quality ပိုင်းမှာဆိုရင်ကျွန်တော်သဘောကျတဲ့အချက်လေးတစ်ခုရှိတယ်အဲ့ဒါပါဆိုဈေးရ9သိန်းဝန်းကျင်မှာမှန်တယ်မှာအကျန်းခံမှာဆိုရင် Corning Gorilla Glass 5ကိုဒီဖုန်းရဲ့အရှိတ်ဘက် display မှာအသုံးပြုပေးထားတယ်ပြီးတော့ဈေးရ9သိန်းဝန်းကျင်မှာ IP64 Desktop Water Resistant လို့ကိန်းကနန်းလေးပါဝင်လာတယ်အဲ့တော့ဒီဖုန်းမှာကဖုန်တန်ရေးစင်တာကိုခံနိုင်တယ်ဒါပေမဲ့ရေးစိမ့်တန်တော့မခံဘူးနောက်ဆုံးဒီဖုန်းမှာကျွန်တော်သဘောကျမိတဲ့တစ်ချက်ကဒီဖုန်းရဲ့ battery life အနေနဲ့ကဒီဖုန်းမှာ 9110 mAh battery ကိုမှအများအားဖြင့်စနစ်အနေနဲ့က 45W fast charging ကို support လုပ်ပေးထားတယ်ဆိုတော့ပုံမှန်ကျွန်တော်ဒီဇယ်လုံးဒီကမှာတွေ့ရလေးရှိတာက 9000 mAh battery ကိုမှ 80W ဒါမှမဟုတ် 35W ဒီလောက်ကကျွန်တော်တို့ဒီလောက်ဝန်းကျင်လောက်ပဲကျွန်တော်တွေ့လိမ့်ထားရှိရဗျာဒါပေမဲ့ဒီဖုန်းမှာကျတော့9100 mAh battery ကိုမှ 45W fast charging နဲ့ဆိုတော့ပုံမှန် 9000 mAh တက်စားလို့ရှိရင်အသုံးပိုခံသလိုဖုန်းက0 to 100% အားသွင်းမယ်ဆိုရင်တော့ခံမှန်းကြည့်ပေါ့နော်အချိန်တစ်နာရီလောက်အားသွင်းရုံနဲ့အားပြည့်နိုင်မှာဖြစ်ပါတယ်ကင်မရာဘိုင်းမှာဆိုရင်တော့ခုလိုရုပ်ရည်ကြည့်မယ်ဆိုရင်တော့ကင်မရာ3လုံးလို့ထင်နိုင်ကြရှိတယ်ဒါပေမဲ့တကယ်တမ်းမှာအသုံးဝင်တာက OIS စနစ်ပါဝင်တဲ့15 megapixel main camera တစ်လုံးပဲရှိတယ်ကျန်တာကကျွန်တော်တို့ flash light
flash နဲ့2 megapixel micro ဘာညာရှူရှောင်းလေးထည့်ပေးထားတယ်ပြီးတော့ selfie camera အနေနဲ့ကတော့သူက16 megapixel ကိုပဲသုံးပေးထားတယ်ဆိုတော့ပုံတော်လေးတွေကိုတစ်ချက်ကြည့်လိုက်15 megapixel main lens နဲ့အလင်းရောင်အားကောင်းတဲ့ naked လို့အခြေအနေမျိုးမှာဆိုရင် dynamic range ကောင်းတဲ့အထက်မှာပါတယ်ကျွန်တော်ကောင်းတဲ့မှာဆိုရင် brightness level တင်သင့်တဲ့နေရာဆိုတင်လိုက်တယ်မှောင်သင့်တဲ့နေရာဆိုမှောင်ချပစ်လိုက်တယ်ဒါပေမဲ့အဝေးကရိုက်တဲ့ပုံကိုအနီးက zoom ဆိုင်ကြည့်မယ်ဆိုရင်တော့ဒီလေးကတော့သိမှကြအောင် selfie camera ကတော့တွန်းထပ်ပိုင်းအနေငယ်အားနေတယ်ကျန်တာတော့ပုံမှန်ပဲ selfie camera ဘိုင်းကတော့သိတော့အားမရအောင်အားသာချက်တွေကိုပြောပြရဆိုတော့ကျွန်တော်ဒီဖုန်းရဲ့အားနည်းချက်လေးတွေစီကိုသွားကြတာပေါ့အားနည်းချက်အနေနဲ့ကြည့်မယ်ဆိုရင်ဒီဖုန်းက China ROM ဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းစတာဖွင့်နေမှာဆိုရင်တော့မလိုအပ်တဲ့ bloatware တွေ application တွေတရုပ်စာတွေနဲ့နည်းနည်းလေးတော့ရှုပ်နေလိမ့်မယ်ပြီးတော့ China ROM တွေရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ကျွန်တော် notification နောက်ကျတဲ့ပြဿနာဒီဟာလေးတော့ရှိရဲဒါပေမဲ့ HyperOS ဖြစ်တဲ့အတွက်ကျွန်တော်တို့မလိုအပ်တဲ့ application တွေကို easy ဖြတ်လိုက်လို့ရတယ်ဗျာပြီးတော့ဒီ notification နောက်ကျတဲ့ပြဿနာဆိုတာကကျွန်တော်နောက်ပိုင်းမှာပြင်ဆင်လို့ရတဲ့ဟာလေးရှိရဲဆိုတော့ဒီဘိုင်းနေနဲ့ပတ်သက်လို့ရှိရင်လည်းအရင်ကြီးစိတ်ပူနေကြတော့မရှိဘူးဒါပေမဲ့ဘယ်လိုပြောရမလဲ China ROM ဆိုတာနဲ့အရင်ကြီး sensitive ဖြစ်တဲ့သူတွေကလွဲလို့ပေါ့နောက်တစ်အားနည်းချက်တစ်ခုအနေနဲ့ကတော့ဒီဖုန်းရဲ့ selfie camera ဘိုင်းကျွန်တော်ဒီဖုန်းရဲ့ camera ဘိုင်းကကျွန်တော် main lens နဲ့ရိုက်မယ်ဆိုရင်တော့အဆင်ပြေဆိုရင်ပဲ selfie camera နဲ့ရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ contrast အားနေတာမျိုးတွေဒီတိသိမ့်မှကြမ်းတာမျိုးတွေဒီလိုမျိုးတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တစ်ခုဖြည့်ပေးပြီးလို့ရတာကဒီဖုန်းကတခြားသောအပိုင်းတွေမှာတော်တော်လေးကောင်းမိတဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တအုပ်တယောက်ရဲ့အနေနဲ့ဆိုရင်တော့ဒီအားနည်းချက်လေးတစ်ခုတော့လက်ခံပေးလိုက်လို့ရတယ်ဒါပေမဲ့ဘာနေနေလဲ selfie camera အရိုက်များတဲ့တွေ့ရဆိုရင်တော့ဒီဖုန်းရဲ့ selfie camera ကတာမန်ပဲတိတ်တော့အဆင်ပြေမှာတော့မဟုတ်ဘူးဆိုတော့မိတ်ဆွေတို့အနေနဲ့တော့ကျွန်တော်အခုညွှန်ပေးခဲ့တဲ့ Redmi Note 14နဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲကိုယ့်ရဲ့အထင်အမြင်တွေကိုဒီ view ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးကြလို့ရတယ်လို့ချက်မြင့်လို့ဝယ်ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ AP Mobile မှာကိုယ်တိုင်စမ်းသပ်ဝယ်လို့ရပြီးတော့သတင်းကောင်းပိုင်းနဲ့ပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲကျွန်တော်ခွင့်ပြုပါကျေးဇူးပေးခဲ့ကြတဲ့ဘော်ဒါရီတယောက်ဖြစ်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါလို့ပြောနေပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ